အားလုံးမင်္ဂလာပါ Site BS ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာတော့ဒီ Site BS ကိုအသုံးပြုနည်းကိုကျွန်တော်အကြမ်းမြင်လေးပြပြပေးမှာဖြစ်ပါတယ်နောက်မှာလည်း feature အသစ်တွေရှိလာမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကတော့အနည်းငယ်တော့ကွဲပြားနိုင်ပါတယ်ဒါပေမဲ့အားလုံးကတော့တကယ်တမ်း basic function အားလုံးတော့တူတူပဲဖြစ်ပါတယ် so ဒီ POS ကိုအသုံးဖို့အကောင်းဆုံးအကြံဉာဏ်ပေးချင်တာတော့ website ကနေသုံးတာတော့အကောင်းဆုံးဖြစ်ပါတယ်ဒါ online POS လည်းဖြစ်တော့ website ကအမြဲတမ်း update ကိုအစောဆုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ Android မှာသုံးလဲပြဿနာမရှိပါဘူးနောက်ကြရင်လည်း Apple device တွေပေါ့နော် iOS iPhone တွေ iPad တွေမှာသုံးပြုနိုင်အောင်လို့ကျွန်တော်တို့ဆက်လက်ပြီးတော့သွားဖို့ရှိပါတယ်အဲ့တော့အကောင်းဆုံးကတော့ website ကနေသုံးလို့ရပါတယ်ဒါပေမဲ့ Android app မှာသုံးချင်လည်းရပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိပ်စာပေါ့နော် sign.connectbase.com ကိုသွားမှာဖြစ်ပါတယ်သွားလို့ရှိရင် login ဝင်ခိုင်းပါလိမ့်မယ်ခင်ဗျlogin ဝင်ခိုင်းလို့ရှိရင်ကျွန်တော်ဒီကိုယ့်ရဲ့ Gmail တစ်ခုပေါ့နော်Gmail တစ်ခုကိုသုံးလို့ရပါတယ်ဒါဆို Gmail ကိုသုံးလဲဆိုတော့ဒီ Gmail က secure အဖြစ်ဆုံးဖြစ်ပါတယ်အဲ့တော့ login ဝင်လိုက်လို့ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဒီ interface ကိုရောက်သွားမှာဖြစ်ပါတယ်ဒါကတော့ဒီ POS ရဲ့terminal ပေါ့နော်တော့ဒါတွေအားလုံးကိုကျွန်တော်အစဆုံး product ကနေစတဲ့ဟာမှာကျွန်တော်ပြပြပေးပါမယ်အဲ့တော့ဒီကိုသွားပြီးတော့ back end သွားပြီးတော့ကျွန်တော်တို့ product တွေအားလုံးကိုကျွန်တော်ပြန်ဖြတ်လိုက်ပါမယ်เนาะအဲ့တော့ကျွန်တော်ဖြတ်လိုက်မယ်ပြန်ဖြတ်လိုက်လို့ရပါတယ်ကျွန်တော်ဖြတ်လိုက်ပါမယ်ခင်ဗျ okay အဲ့တော့ဒါဆိုရင်ဒါကျွန်တော်ရှိမှာဘာ product မှမရှိတော့ဘူးเนาะအဲ့တော့ကျွန်တော် product အသစ်တစ်ခုထည့်မယ်ပေါ့เนาะကျွန်တော်ဥမာအဖြစ်ဆိုရင်TV ရောင်းမယ်ပေါ့ TV ရောင်းမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့က brand ပေါ့เนาะ brand ကိုဒီမှာရွေးပြရမှာဖြစ်ပါတယ်ဒါ Sony Samsung ဘာညာပေါ့เนาะအဲ့ဒါတွေ brand တွေထည့်ပြရမယ် brand ကြတော့အဲ့ဒါကိုပြောချင်တာပါအဲ့တော့ကျွန်တော်ဒီစပြီးတော့ကျွန်တော် LG ကိုထည့်ပါမယ်ဗျ LG ပေါ့နော် LG ကိုကျွန်တော် save လုပ်လိုက်မယ်ဆိုရင်ကျွန်တော် LG TV LG brand ပေါ့နော် LG ကိုထည့်ပြီးရမှာရှိရတယ်သူ့ရဲ့ category ကတော့ဒီမှာရှိပြီးသား TV ပေါ့နော် okay TV ကရှိပြီးသားဆိုရင်ကျွန်တော် LG ကျွန်တော်တို့ဘာထည့်လို့ရမလဲ okay ရေခဲတက်တာပေါ့နော်အဲ့ဒါဆိုကျွန်တော်ထည့်ခြင်းလို့ရှိရင်ဒီမှာထည့်လို့ရတယ် LG ရေခဲတက်တာပေါ့နော်ဟုတ်ထည့်လိုက်ပါအဲ့တော့တခါတည်းထည့်ပေးရဖြစ်ပါတယ်ဒါတွေအားလုံးကို brand page မှာလည်းတက် update လုပ်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီ guide တဲ့ LG ရေခဲတက်တာပေါ့နော် okay ရေခဲတက်တာကိုကျွန်တော် save လုပ်လိုက်ပါမယ် save လုပ်လိုက်လို့ရှိရင် product ကမပြီးသေးဘူး तू ကဘာတွေထည့်ပေးရမလဲဆိုတော့သူ့ရဲ့အမျိုးဝဲတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ product ရသွားပြီပေါ့နော် product အမျိုးအစားတစ်ခုကျွန်တော်တို့ create လုပ်လိုက်ပြီအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆို variant တွေ create လုပ်ရမယ်ဥမာဆိုရေခဲတက်တာဆိုရင်ဥမာဆိုရင်တပေါက်ပေါ့တပေါက်ရေခဲတက်တာဟုတ်လားတပေါက်ရေခဲပေါ့ for the simplicity purpose ကတော့ကျွန်တော်တို့ဒီတသိန်းလို့ပဲထားပေးလိုက်မယ်နော်တသိန်း stock က100လို့ပဲပေးလိုက်မယ်နော် low stock one နေကတော့10ပေါ့ကြိုက်တာထားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာထားလိုက်မယ်ဆိုတပေါက်ပေါ့နော်အဲ့တော့ add variant ဒီကသွားလဲရတယ်ဒီကသွားလဲရတယ်ပေါ့နော်ဒီကသွားလဲရတယ် add မှာကျွန်တော်တို့ကဒီနှစ်ပေါက်ပေါ့နော်နှစ်ပေါက်ဥမာဆိုရင်တသိန်းဆိုတော့ကျွန်တော်တို့ဒီဟာကိုတသိန်းဝယ်လို့ထားပေးလိုက်မယ်နော် okay stock ကတော့ကျွန်တော်တို့100ပေါ့နော်ဟိုတွက်လို့ရအောင်ကျွန်တော်100လုပ်ခဲ့မယ်အဲ့တော့တစ်ပေါက်နှစ်ပေါက်ဆိုရင်ရှိတယ်ပေါ့နော်အဲ့တော့ဒါကဒီ variant app ဟိုလောက်တာပါ product ရေထည့်ပြီးတာကျွန်တော်သုံးလို့မရဘူးဒီ variant ကိုထည့်ပေးရတယ်ပေါ့နော်အဲ့ဒါကသူ့ရဲ့ဟာပါတကယ်လို့ stock တွေထည့်ချင်ရင်ဒီမှာထည့်လို့ရတယ် stock ကိုထည့်ပြီးတော့ကျွန်တော်တို့ဒီအသစ်ဝယ်ဆိုရင်200ထည့်ပေးလိုက်ရင်total 300ဖြစ်သွားတာကျွန်တော်မြင်ရပါမယ်အဲ့ဒါတွေပြင်လို့လည်းရတယ်နော်ရေဟောတပေါက်ရေကဲတစ်တာပေါ့နော်စံတင်စသည်ဖြင့်ဒီလိုပြင်လို့လည်းရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ electronic store နေနဲ့လုပ်ထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုရဲမဟုတ်သေးဘူးကျွန်တော်တို့ကဘာလုပ်လို့ရသေးလဲဆိုတော့ဒါတွေမဟုတ်သေးဘဲနဲ့ကျွန်တော်တို့တခြားဥမာအပြည့်နဲ့ကျွန်တော်တို့ရောင်းတယ်ဥမာကွင်းရရောင်းတယ်ဆိုတော့ကွင်းရရောင်းလည်းရတယ်ဥမာဆိုရင်ကျွန်တော်တို့ဒီမှာထည့်မယ်ဆိုရင်brand တော့မရှိဘူးเนาะကွန်းရဆိုကျွန်တော်တို့ကဒီဟာ share ကွန်းရနော် share ကွန်းရเนาะ share ကွန်းရကျွန်တော်ထည့်ပြရတယ်ပြီးတော့ကျွန်တော်ရောင်းနေလို့ရှိရင်ရိုးရိုးကွန်းရပါเนาะရိုးရိုးဟို electronic ပစ္စည်းတွေရောင်းပြီးတော့ကိုရရောင်းတယ်ဆိုတော့ဒါကြီးတော့မဖြစ်ဘူးเนาะအဲ့တော့ brand မှာလည်းကျွန်တော်တို့ကမွေးလေးကိုရလို့ပဲကျွန်တော်ထည့်လိုက်မယ်ဗျာเนาะဒါကျွန်တော်ရဲ့ brand ပေါ့ဗျာကျွန်တော်ရဲ့ brand ကမွေးလေးကိုရပေါ့အဲ့လိုမျိုးထည့်လိုက်လို့လည်းရတယ် okay အဲ့တော့ဒီမှာကကျွန်တော်တို့ဒီ share ကုန်းရဆိုပါစို့ကျွန်တော်တို့ဒီ share ကုန်းရကိုကျွန်တော်ရွေးမယ်ဆိုရင်
ကွန်ရပေါ့နော်ကွန်ရဆိုပြီးတော့လုပ်လို့ရတယ် okay save လုပ်လိုက်မယ် okay အဲ့တော့ကွန်ရမှာလေကျွန်တော်တို့ရလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့က92ဟုတ်လား92 price ကဥပမာဆိုရင်100ပေါ့ဟိုဒါ stop ပြင်ပါဆိုရင်တကယ်လို့အများကြီးရှိတယ်ဆိုရင်အများကြီးပေးထားလိုက်ရတယ်ပြဿနာမရှိဘူး low stop 1နေ100 okay အဲ့ဒါကွန်ရ92ပေါ့နော်အဲ့တော့အဲ့မှာ share ကွန်ရဆိုကျွန်တော် variant ထပ်ထည့်ရမယ်ဥပမာ92ဥပမာဆိုရင်ကွန်ရချိုပေါ့နော်ကွန်အချိုပေါ့အချို share ပေါ့share ကျွန်တော်တို့ဥပမာပြင်200ထားပါတော့ကျွန်တော်200ထားလိုက်မယ်နော်200ထားလိုက်မယ်တကယ်လို့limit ဆိုရင် limit ကိုကြိုက်တော့အများကြီးထားပေးလိုက်ရတယ်နော်အဲ့ဒါဆိုတော့တော့တာ okay အဲ့ဒါရနော်သဘောကတော့ဒီရေခဲတက်တာ electronic ကျွန်တော်လုပ်ပြတာဒါ electronic ပစ္စည်းတွေရောင်းလို့ကြိုက်လို့ရောင်းလို့ရတယ်ဆိုတာပြောချင်တာပါအဲ့တော့ဒါဆိုကျွန်တော်ထည့်ပြီးပေါ့နော်တကယ်လို့အဲ့ brand တွေဘာတွေကိုလည်းဒီမှာတက်ဆိုင်ရဒီမှာထည့်ပြီးတော့ပြင်လို့ရတယ် product category ရဲ့ဒီမှာပြင်လို့ရတယ်ပေါ့နော်အဲ့တော့စပြီးရောင်းလို့မယ်ဆိုကျွန်တော် POS terminal ကိုသွားရမယ် POS terminal ကိုကျွန်တော်သွားလိုက်POS terminal သွားလို့ရှိရင်ဒါဆိုရင်သိရမယ်နော်အဲ့တော့share ကွန်ရဆိုရင်သူက category အပေါ်ကကျတော့ product category ပေါ့နော်အပေါ်ကဘာ product category နှိပ်ပြီးတော့အပေါ်ကဘာသွားလို့ရတယ်အဲ့တော့ quantity ကိုလည်းသူပြပေးလိမ့်မယ် okay ကျွန်တော်ကနှစ်ပေါက်ရေခဲတက်တာဝင်မယ်နှစ်ပေါက်ရေခဲတက်တာတစ်ပေါက်ရေခဲတက်တာပေါ့နော်အဲ့တော့ဒီမှာလုပ်ပေးလို့ရတယ်နော် okay အဲ့တော့တစ်ချက်လေးကြည့်အောင်နော်နှစ်ပေါက်ရေခဲတက်တာ stock 300ရှိရယ်တစ်ပေါက်ရေခဲတက်တာ stock 100ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်သူ့ရှီကကျွန်တော်ငါ10ခုစီကျွန်တော်တို့နှုတ်လိုက်မယ်ဆိုရင်ဒီလိုလှုပ်လိုက်မယ်နော်ဝယ်လိုက်မယ်ပေါ့နော်10ခုစီဝယ်လိုက်မယ်ဆိုရင်ဒါသူ့ရဲ့ total ကိုပြပေးလိမ့်မယ်အဲ့တော့ proceed to check out လုပ်လို့ရှိရင်သူကဘာလို့ဒီ pack ကိုပေါ်လာပြီနော်အဲ့မှာကျွန်တော်တို့ကဒီကိုသူပေးတဲ့ပတ်စံပေါ့ဥမာ25သိန်းကြမယ် तू ကဥမာ25သိန်း9000ဆိုရင် तू ဘယ်လောက်ပေးလိုက်လဲဒီပြော return ဘယ်လောက်ရမယ်ဆိုတာလဲတခါလေထည့်လို့ရတယ်ပေါ့နော်နောက်တစ်ခါကျ customer ပေါ့လုံနေတဲ့ customer create လုပ်လို့ရတယ်ဥမာ customer ကျွန်တော်ကမောင်းပေါ့နော်အဲ့တော့ sorry မရှိဘူးဆိုတော့နော်အဲ့တော့ create customer ရွေးပြီးတော့ဒီမှာမောင်းပေါ့နော် sorry နော်ရတယ် sorry ကျွန်တော်မောင်းပေါ့နော်မောင်းဆိုပြီး create လုပ်လိုက်ရပါတော့ခဏလေးနော်ကျွန်တော်ဒီမှာ create လုပ်လိုက်ရတယ်ကျွန်တော်ပြင်ပေးထားပါမယ်နော် sorry ပါနည်းနည်းဟွာလေးဖြစ်နေတယ် okay ရပြီအဲ့တော့ create customer ဆိုတော့ဒီမှာကျွန်တော်တခုလာထည့်လိုက်မယ်ရတယ်တက်တာမရှိဘူးနော်ရတယ်အဲ့လို save လုပ်လိုက်တယ်ရတယ်အဲ့လိုလုပ်လို့ရတယ်တကယ်လို့ customer ကိုမထည့်ရသေးဘူးဆိုလို့ရှင်သူကတခါတည်းgas ကိုပဲသူက auto create လုပ်ပြီးသုံးအောင်မှာနော်အဲ့တော့ delivery fee ကိုပို့ကရှိလို့ရှင်ပို့ကဥမာ1000ထည့်မယ်discount ဆိုရင်ကျွန်တော်တို့ဥမာဆိုရင်15ရာခိုင်နှုန်း discount မှာ cash ပေးမှာလား bank transfer ပေးမှာလားဆိုတာရှိတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိတက်တာမလဲဆိုတော့တခါတည်းတွေးလို့ရတယ်ပေါ့နော် confirm payment ဆိုလို့ရှင်သူက order ထွက်သွားပြီပေါ့နော်အဲ့တော့ slip ထုတ်ရတယ်အမထုတ်ချင်လည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ print slip ကိုကြည့်လို့ရှိရင်ဒီမှာတခါတည်းပေါ်လာတယ်ပေါ့နော်မောင် customer နာမည်ကကျွန်တော်ဝေလင်းထွန်းတော့ဒါသူ့ရဲ့ဆက်သွယ်ရဟာမှာလေပြီးတော့ဒါဘယ်လောက်ကျတယ်ပေါ့နော် discount 30ကတခါတည်းဖော်ပြပြီးမယ် customer ရဲ့လိပ်စာပါပါတယ်နော်အဲ့တော့ဒီလိပ်စာလေးထုတ်ပြီးတော့အဲ့သူ့ရဲ့ parcel ဖြစ်ဖြစ်ဟိုပစ္စည်းရဲ့အပေါ်မှာကတ်ပြီးတော့ပို့လို့ရပါပြီခင်ဗျဒါကသူလိုတဲ့ပုံစံပေါ့နော် okay အဲ့တော့တကယ်လို့ order တွေကိုပြန်ပြီးကြည့်လို့ရှိရင်ကျွန်တော်ဒီမှာ order တွေဒီမှာပြန်ကြည့်လို့ရတယ်ဒီမှာကြည့်ပြီးတော့အချိန်မီပြန်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဒါကပြန်ပြီးတော့ဒီကနေ print လုပ်ပြီးတော့ဒီ order အဟောင်းကိုပြန်ပြီးထုတ်လို့ရတယ်ဒါသူ့ရဲ့ function ပေါ့နော်နောက်တစ်ခါကျတော့ဒီcustomer တွေကိုလည်း manage လုပ်ရတယ်ပေါ့ဒီမှာ manage လုပ်ပြီးတော့သူတို့လုပ်လို့ရတယ်ဒီမှာတခါတည်း change လုပ်ရတယ်ပေါ့နော်ပြော change တာတွေပြောင်းတာတွေလုပ်လို့ရတယ်နောက်ကျတော့ stock ပေါ့ stock မှာဒီကောင်က low stock warning ဘယ်သူက low stock warning ရှိတာတွေကိုဒီမှာတခါတည်းကြည့်လို့ရတယ်ပေါ့နော်နောက်တော့ Facebook group ပေါ့ဒါလေးနှိပ်လို့ရှိရင်ကျွန်တော်ဒီ site BIOS ကိုအသုံးပြုတဲ့လူတွေ Facebook ကိုရောက်သွားလိမ့် Facebook group ကိုရောက်သွားလိမ့်မယ်အဲ့ဒါလေးကိုဟိုပါတကယ်လို့မမေးနားမနေတာရှိလို့ရှိရင်အဲ့မှာမေးပါဒါလေးကတော့အသုံးပြုနီးပါပဲဆိုတော့လွယ်လေးပဲကျွန်တော်ပြောချင်တာကဒီမှာတော့နော်ပထမဆုံး product မှာကျွန်တော်အသစ်တစ်ခု create လုပ်လိုက်မယ်နော် product create လုပ်လိုက်မယ်ဆိုရင် product ရပြီပေါ့နော်အရေး traditional နဲ့မတူတာသူက variant ကိုထည့်ပြရတယ်ဒါဘာလို့ variant ဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ဥမာသူပစ္စည်းတစ်ခုကိုရောင်းတယ်ဆိုလို့ရှိရင်ကားတစ်စီးပေါ့နော်ဥမာကားတစ်စီးကိုရောင်းတယ်ဆိုကားမှာလည်းအယောင်တွေရှိတယ်တချို့ကအနီရောင်ကြိုက်တယ်အဝါရောင်ကြိုက်တယ်အပြာရောင်ကြိုက်တယ်ပေါ့နော်အဲ့မှာအယောင်ပေါ်မူတည်ပြီးတော့ဈေးမတူတာရှိတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ variant ကိုလုပ်ထားပါအဲ့ဒါတွေကပို့ပြီးတော့တကယ်နဲ့အဆင်ပြေတယ်ပေါ့နော်ဥမာဆိုရင် iPhone ပေါ့ iPhone ကိုရောင်းမယ်ဆိုလည်း iPhone မှာအယောင်တွေအများကြီးရတယ်တချို့ရောင်တွေကဈေးကြီးတယ်တချို့ရောင်တွေကပုံမှန်ဈေးပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုတွေထည့်လို့ရအောင်လုပ်ပေးထားတာဖြစ်ပါတယ်ဒါက CyberOS ကိုအသုံးပြုတဲ့အခြေခံဖြစ်ပါတယ်ဟိုအားလုံးအဆင်ပြေကြတယ်လို့ထင်ပါတယ်အလွယ်ကူဆုံးဖြစ်အောင်တိစောက်ထားပါတယ်
ကျွန်တော်ပြောလို့ပဲအကောင်းဆုံး the best way ကတော့ကျွန်တော်တို့ဒီ website ကနေတုံးတာတော့အကောင်းဆုံးပါပဲဒါပေမဲ့ Android ကိုလည်းကျွန်တော်တို့ Android ကိုလည်းအမြဲတမ်း update လုပ်ပေးပါ iOS ကိုလည်းမကြခင်လာဖို့ရှိပါတယ်ဒါပေမဲ့လောလောဆယ်တော့ web နဲ့ Android ပဲရှိပါသေးတယ် iOS လည်း future အနေနဲ့ implement လုပ်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ AWS Digital Agency ရပါ